ငါဆေးတောက်ဖို့လိုနေပြီလားနဲ့ရေနွေးချမ်းတငုံကိုရှုကနေတောက်လိုက်ပြီးခွက်ကိုအရှိမချထားလိုက်တယ်နောက်ပြီးရှေ့တက်ကိုစိုက်ကြည့်လိုက်တယ်ဘေးဝဲရနဲ့အနောက်ကိုတောင်လှည့်ကြည့်လိုက်သေးတယ်ဘာမှတော့မမြင်ရဘယ်မြင်မလဲမျက်မမြင်တယောက်ပဲဟာအခုတောက်တဲ့ရေနွေးချမ်းဟာအနီရောင်ဆိုပြီးတခါကမိတ်ဆွေတယောက်ပြောပြခဲ့ဘူးတာလေးတတိရတယ်အနီရောင်ဆိုတာဘာလဲဟင်အယောင်ဆိုတဲ့ဝေါဟာရကိုသိပေမဲ့နားမလည်ဘူးဆိုတာကိုအမှန်တိုင်းဝန်ခံရမယ်အယောင်ကိုမျက်မမြင်တယောက်နားလဲအောင်ရှင်းပြရမယ်တာဝန်တစ်မှာရှိလာပြီဆိုကြပါစို့တစ်မှာဘလို့နီးလန်းရှိလဲလုံးဝပုံဖော်နိုင်အောင်ရှင်းပြရမှာနော်ထိကြိုက်မရတဲ့အယောင်နဲ့အနေထားတွေရဲ့အလှတရားကိုခန်းစားဖို့ခက်ခဲတဲ့မျက်မမြင်တယောက်အတွက်တဘာဝကပေးထားတဲ့နီးလန်းမျိုးရှိလို့လားမျက်လုံးမမြင်ရပဲဘလို့ချစ်ကြတယ်လဲဆိုပြီးအချို့လူတွေမေးကြတယ်အဲ့ဒီလိုမေးခွန်းတွေနဲ့ရင်ဆိုင်ရတိုင်းအချစ်ဆိုတာမျက်စိကပေါက်ဖွာလာတာမှမဟုတ်တာဗျာလို့သာပြန်ဖြစ်တယ်ချစ်ချင်းဆိုတာကဘယ်ကဖြစ်လာတယ်လဲဆိုတာကိုတော့နောက်မှတွေးကြည့်မိတယ်အင်းပေါ်လေအချစ်ဟာမျက်လုံးကပေါက်ဖွာလာတာလို့သဘောထားခဲ့တဲ့လူတွေလည်းခေတ်အဆက်ဆက်ရှိခဲ့တာပဲမလားချောလို့ချစ်တယ်အမူအရာလေးတွေကြောင့်ချစ်တယ်ဆိုတာတွေလည်းရှိတယ်လေအဲ့ဒီအလှတရားတွေများမရှိတော့တာနဲ့မချစ်ကြတော့ပြန်ဘူးအဲ့ဒီလိုခံစားချက်တွေအကြောင်းစဉ်းစားနေတော့အနောက်ကဝုန်းကနေအတန်တစ်ခုဟာတရေများလားပေါ့ည7 နာရီလဲထိုးပြီလေတယောက်တည်းထိုင်နေတဲ့အချိန်မှာလာချောက်တဲ့တရေဆိုပေမဲ့တရေပါမဝသေးတဲ့တရေပဲလူဘဝတုန်းကမျက်ကန်းတစီမကြောက်ဆိုတဲ့စကားကိုမတင်ခဲ့ရဘူးနဲ့တူတယ်တခါကလည်းတကယ်တရေချောက်တာကိုတခိုးထင်ပြီးအော်ဆဲခဲ့ဘူးတယ်ရုပ်ဘလို့ပြသူပင်ပန်းရုံပဲရှိမယ်ဆိုတာထိုတရေမသိရှာဘူးဒါပေမဲ့အပေါ်ကစကပုံကလည်းအပြေးဝမှန်တာတော့မဟုတ်ဘူးကြောက်တတ်တဲ့မျက်မမြင်တယောက်ရဲ့စိတ်ထဲမှာသာတရေချောက်နေတယ်လို့တန်တရားဝင်သွားရင်အဲ့ဒီစကပုံကပြောင်းပြန်ဖြစ်ပြီးတော့ကြောက်စိတ်ကတာမန်လူတွေထက်ပိုကြီးလာတာပြောကြတာတော့တရေမှလည်းအဖြူမဲဆိုတာရှိတဲ့မျက်မမြင်တယောက်ကိုအဖြူဆိုတာပြိုင်းလိုပဲဆိုပြီးအခြားတယောက်ကရှင်းပြတဲ့ဆိုတဲ့ဟာတာပုံပြင်လေးတစ်ပုဒ်တော့ငငယ်ကကြားဘူးတယ်အခုမှသတိရတယ်ငါရေနွေးချမ်းထိုင်တောက်နေတာပဲလာလေရောနောက်တငုံ